လုံးပဲမင်္ဂလာပါ PVP Space Blog ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့တခါမှမစားဘူးသေးတဲ့ဂျပန်စာဆိုင်မှာသွားစားဖြစ်တာအနေနဲ့မရီနာဘေးကိုလမ်းလျှောက်သွားခဲ့တာလေးရိုက်ထားတဲ့ blog လေးပါဒီနေ့ရာသီဥတုကတော့အုံမမိုင်းလေးပေါ့နော်ဂျပန်စာဒီဇိုင်းမှာတင်တာသွားစားဖို့အတွက်သွားနေပါတယ်အဲ့ဒီဆိုင်ကပေါ့နော်တခါမှတော့မစားဘူးဒါပေမဲ့သူရှိရဖြတ်သွားတာအများလူများနေတာတွေ့တယ်ဒါကြောင့်မလို့တခါတော့စားချင်တာနဲ့စားဖြစ်ခဲ့ပါတယ်ဆိုင်ရပေါ့နော်အကုန်လုံး self service ပေါ့ကိုကကို order မှာကိုကကိုပတ်စံရှင်ပေါ့အဲ့လိုမျိုးလေးပါဆူရှီလေးတွေကိုတော့သူကဆက်ကလေးနဲ့ဒီလိုပြေးနေတာပေါ့နော်စားကျင်စရာလေးတွေပါသူကဆက်ပေါ်ကနေလည်းယူစားလို့ရတယ်လို့တက်ဘလက်ကနေလည်းမစားလို့ရပါတယ်ဆူရှီကြိုက်တဲ့လူဆိုတော့အများကြီးစားဖြစ်ခဲ့ပါတယ်ဈေးနှုန်းကတော့သူပကံပြားရဲ့အယောင်ပေါ်လိုက်ပြီးတော့ဈေးနှုန်းကွာခြားပါတယ်ပကံပြားအယောင်၄ယောင်ရှိပါတယ်အဖြူအနီအဝအနက်ပါရာမန်ဆိုရင်လည်းဒီလိုပကံသေးသေးလေးနဲ့ရပါတယ်ပုံမှန်ဆိုရင်တော့သူကအများကြီးဆိုတော့မကုန်နိုင်ဘူးပေါ့နော်အခုဆူရှီနဲ့တွဲစားမယ်ဆိုတော့ဒီလိုသေးလေးတွေဆိုတော့စားလို့ရမ်းကောင်းပါတယ်ကိုစားချင်တာကိုတက်ဘလက်ကနေ order မှာလိုက်လို့ရှိရင်ကိုစပွဲကုန်ပေးတာကိုဒီလိုဆက်ကလေးနဲ့တခါတည်းရောက်လာတယ်ပေါ့နော်ဒါကြောင့်မလို့အရန်အဆင်ပြေပါတယ်အပြင်မှာအစားတောက်ပုံလေးလည်းမြင်နေရတော့ပေါ့နော်လာတော့အများကြီးစားဖြစ်ခဲ့ပါတယ်ပတ်စံရှင်ကန်နေကြတော့ဆက်နဲ့ကိုရောသွားရှင်းရမှာပါဒါပေမဲ့မရှင်းခင်သူကပကံများလေးတွေကိုအယောင်လိုက်ထပ်ပေးပါဆိုပြီးရေးထားတဲ့အတွက်အခုလိုမျိုးအယောင်လိုက်တေချာထပ်ပြီးတော့စီးပေးခဲ့ပါတယ်ကြည့်ရတာငွေတွက်တဲ့အခါလွယ်အောင်လို့လောက်ခိုင်းတာဖြစ်မယ်လို့ထင်ပါတယ်ဒီဆိုင်ကအများတန်းလူများတဲ့အတွက် reservation လုပ်ပြီးမှသွားတာကပိုကောင်းပါလိမ့်မယ်စားတဲ့မောင်ဝ80ကျော်တော့ဒီ stamp ကတ်ကလေးရခဲ့ပါတယ်စားတောက်ပြီးတော့ရေတောက်ချင်တာနဲ့ရေဘူးဝင်ခဲ့ပါတယ်စားတောက်ဆိုင်တွေမှာရေဘူးဝယ်ရင်ပုံမှန်ထက်ပဈေးကပိုများလေးရှိတော့အများတန်း fair price တို့ giant တို့မှာပဲရေဘူးဝယ်ဖြစ်ပါတယ်အခုကတော့ Marina Bay ကိုစပိန်နဲ့သွားဖို့အတွက်စပိန်ရှိတဲ့နေရာကိုသွားနေတာပါဒါပေမဲ့ကိုရီစီးနေကြစပိန်ကမရှိတဲ့အတွက်ကိုလမ်းလျှောက်သွားလိုက်ပါတယ်မရီနာဘေးလည်းရောက်ရောနေမကောင်းနေဖြစ်လာတဲ့မရီနာဘေးကိုတပတ်ပတ်ပြီးလည်းမလျှောက်တော့ဘဲနဲ့ shopping center နေပြီးတော့ဖြတ်ပြီးတော့ပဲတခါတည်းပြန်လာခဲ့လိုက်ပါတယ် vlog လေးကတော့ဒီညမှာပြီးပါပြီအားလုံးပဲအဆုံးထိကြည့်တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ပါမယ်